တင်္ဂလာပါရှင်မိတ်ဆွေတို့ဖြစ်ဘူးလားရှင်ကျမတို့မျိုးသမီးတွေပေါ့နော်ရာသီလာပြီဆိုလို့ရှိရင်ဘိုင်းနာတဲ့ခါနာတဲ့အချင်းရှာလို့မရတဲ့အတွက်ပေါ့နော်ကျမတို့တွေရာသီလာပြီဆိုလို့ရှိရင်အစားတွေခဏစားတယ်ပြီးလို့ရှိရင်အများကြီးစားမိတယ်ဒီချက်ပို့ဆိုတာပေါ့မောတွေမကောင်းလို့ပဲကြည့်တယ်ဆွေးဆုံးခါနေမှဆိုလို့ရှိရင်ခေါင်းတွေမူတယ်ရင်ထဲမှာပူးတယ်ခဏမငြိမ်ချစ်တာပေါ့နော်စိတ်တွေတိုးလာတယ်အဲ့မပြောနောက်ဆုံးဘလောက်ထိချစ်ဆိုလဲဆိုလို့ရှိရင်စင်လက်စစ်အစင်းမြင့်ကြိုက်ပြီးတော့ပေါ့နော်ခေါင်းတွေအဲ့ရှမ်းမူးတဲ့ဒီတို့ခံစားရတာကိုတွေးရှိရတာဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့တွေဘယ်လိုဖြည့်ရှင်းကြမလဲအင်မွန်နဲ့တူတူပေါ့နော်ခလစ်ဘရန်လေးကိုသွားပြီးတော့တောက်တုံကြမှာဖြစ်ပါလေနော်ဒီခစ်ချက်မှာအရန်ရေးကြည့်တဲ့ဟာဝင်တဲ့ပစ္စည်းတွေဆိုလို့ရှိရင်နံပါတ်1နေနဲ့ဆိုလို့ရှိရင်ထင်းရှူခောက်လို့ခေါ်တယ်ပေါ့နော်ထင်းရှူခောက်ဆိုလို့ရှိရင်ကျမတို့ရဲ့မျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိတဲ့အငင်ဓာတ်တွေအနံစော်ဓာတ်တွေအဲ့ဒီဓာတ်တွေကိုလည်းကျမတို့ကိုတက်တာစေပြီးတော့မှမျိုးသမီးတွေချို့တွေခလေးမွေးပြီးတဲ့မျိုးသမီးတွေဆိုလို့ရှိရင်ကျမတို့တွေနိုမတိုက်တဲ့မိခင်တွေဆိုလို့ရှိရင်လည်းဒီ creep pad လေးကိုတောက်သုံးပေးလို့ရတာဖြစ်ပါလေရှင်နော်နောက်တစ်မျိုးကကြတော့ goji berry လို့ခေါ်တယ် goji berry ဆိုလို့ရှိရင်ကျမတို့မျိုးသမီးတွေရဲ့သွေးနီဦးကိုအားကောင်းစေတာဖြစ်ပြီးတော့သွေးကြည်ဦးကိုလည်းထိန်းညွတ်ပေးထားတာဖြစ်ပါလေရှင်နော်ဒီထက်ကောင်းတဲ့အရာနောက်ထပ်တစ်ခုကကြတော့ပဲဖြူပဲဖြစ်ပါလေရှင်နော်ပန်းဖြူမှာပါဝင်တဲ့မျိုးသမီးတွေအတွက်အရန်နဲ့မှာပေါ့နော်နာကျင်ကြိုက်ခဲမှုတွေကိုရှော့ချပေးပြီးတော့မှဝေးလက်ပတ်မှုတွေကောင်းလာတယ်နော်မောအားတွေကောင်းစေတာဖြစ်ပါလေရှင်နော်နောက်တစ်မျိုးကကြတော့ညမှာရရှိတဲ့ collagen နဲ့ပဲဖြစ်ပါလေရှင်လက်ဟရည်တွေပေါ့နော်တင်းကြီးစေဖို့အတွက်ဒီ9 collagen တက်ကနေပြီးတော့ရရှိတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ root stuff လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ root stuff ကလည်းပေါ့နော်မျိုးသမီးတွေအတွက်နှလုံးအားတွေကိုကောင်းစေတယ်ပြီးလို့ရှိရင်ပေါ့နော်တဲ့အိမ်ကျမ်းမာရေးကောင်းလာတယ်ပြီးလို့ရှိရင်တဲ့အိမ်ကိုစိတ်ရေးစေတယ်ပေါ့နော်မြင်သားရဆိုလို့ရှိရင်လည်းတင်းကြီးလာပြီးတော့လှပစင်မှာဖြစ်ပါလေရှင်နော်နောက်တစ်ခုကကြတော့ခလဲတီပဲဖြစ်ပါလေရှင်နော်သားရည်တွေကိုသူ့တင်တင်လင်းစေပြီးတော့မှကျမတို့ဗီတာမင်ဓာတ်တွေအများစွာရရှိပြီးတော့သွေးလက်ပတ်မှုကိုအရှာနဲ့မှကောင်းစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါလေရှင်နော်နောက်တစ်မျိုးကကြတော့နေရနိုင်ငံမှာထွက်ရှိတဲ့နယူးကောင်ပဲဖြစ်တဲ့နယူးကောင်ဆိုလို့ရှိရင်စာချေစနစ်ကိုကောင်းစေပြီးတော့မလိုအပ်တဲ့စီးဖို့တွေကိုဖယ်ထုတ်ပေးမှဖြစ်ပါလေရှင်နော်နောက်တစ်ခုကကြတော့ cherry ပဲဖြစ်တယ်နော် cherry သီးကကြတော့ဒီစာမင်တက်တွေအများစွာရရှိတဲ့အတွက်မလို့သမီးတွေအတွက်ဆိုလို့ရှိရင်အသားရည်ဝင်းပစေပြီးတော့မှဒီလင်းလေးချစ်စေတာဖြစ်တယ်နောက်တစ်ခုကကြတော့ Q cytin လို့ခေါ်တယ်ဗီတာမင် C ဗီတာမင် E တွေအများစွာကျွဲသွားတဲ့အတွက်မလို့ကျမတို့မျိုးသမီးတွေတင်းတင်းဝက်ချာနော်ဒီလိုမျိုးပြဿနာတွေကိုလည်းသွားပြီးတော့ဖြေရှင်းပေးတာဖြစ်တယ်မိတ်ဆွေတို့ရောဒီလိုမျိုးပြဿနာတွေဖြစ်နေပြီလားမျိုးသမီးတွေလာတိုင်းပေါ့နော်ဒီလိုမျိုးပြဿနာတွေနဲ့နေ့စဉ်လာတိုင်းတွေ့နေရတဲ့အရာကို creep pad လေးကနေပြီးတော့ဖြေရှင်းပေးမှဖြစ်တယ်ဒီ creep pad ဆိုလို့ရှိရင်မျိုးသမီးတွေရွယ်ရောက်လာပြီဆိုတာနဲ့လူတိုင်းတောက်သုံးတစ်တာဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကသွေးဆုံတဲ့ကာလာကိုလည်းကာဖွယ်ပေးနိုင်မှာဖြစ်ပါတယ်ရှင်နော်မျိုးသမီးတွေလူတိုင်းပေါ့နော်တစ်နေ့မှာတစ်လုံးမိဝမ်းနိုင်ပါလေရှင်နော်မင်းစားပြီးချိန်နဲ့ရတယ်နေ့လယ်ဘက်လည်းရတယ်အဲ့ရဝင်ချင်နိုင်ရတာဖြစ်တဲ့မလို့မိတ်ဆွေတို့ရဲ့ပြဿနာအားလုံးကိုခရစ်တက်ကနေပြီးတော့စောင့်ရှောက်ပေးပါလိမ့်မယ်ရှင်နော်ဒါကြောင့်မလို့ဒီနေ့မှာကျတော့ခရစ်တက်တာကိုလာပြီးတော့ပြောပြပေးတာတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်ချင်ပါတယ်ကျွန်မနာမည်ကတော့အင်မွန်မြေလို့ခေါ်ပါတယ်ရှင်မင်္ဂလာပါရှင်